ကျမထိုင်ခဲ့တဲ့ခုံပေါ်မှာအစွန်းချင်းတစ်ခုကိုသတိထားမိလိုက်တယ်။ဒါကိုအသေးအတန်စေးကြောကိုပုံထဲကရေတွေကိုခက်မြန်မြန်ခတ်လိုက်မိတာပေါ့။ကျမဟာလူကုန်ကူးခံရပြီးဒီရွာကိုအယောင်စားခံခဲ့ရတာပါ။ကျမရွယ်ရောက်လာပြီဆိုတာသူတို့သိသွားကြပြီ။ဒီမှာပဲကလေးမွေးပေးတဲ့စက်ရုပ်တစ်ခုလိုပိတ်လောင်ခံရတော့မှာပါ။ကျမကိုစောင့်ကြည့်နေတဲ့အဖွားကြီးကအဲ့ဒါကိုမြင်သွားတယ်။သူ့မျက်လုံးတွေတောက်ကလာပြီးကျမကလေးမွေးဖို့အစင်သင့်ဖြစ်ပြီဆိုပြီးစိတ်လှုပ်ရှားတကြီးအော်ပြောပါတော့တယ်။အဲ့ဒီညမှာပဲသူ့ရဲ့စိတ်မနှက်နဲ့သားနဲ့ကျမကိုအတင်းအဓမ္မလက်ထပ်ပေးခဲ့တယ်။ကျမကောင်းထဲမှာတော့ထွက်ပြေးဖို့ပဲစဉ်းစားနေမိတယ်။သူတို့သမီးဟာမင်္ဂလာဆောင်ခင်ရေချိုးရမယ်ဆိုပြီးကျမလိန်ညာလိုက်တယ်။သူ့ကိုရေတပုံးသွားခတ်ခိုင်းပြီးထည့်စားလိုက်တာပေါ့။ကျမထွက်ပြေးမှကြောက်လို့သူကတကားအပြင်ဘက်ကနေမခွာပဲစောင့်နေတယ်။ဒါနဲ့ကျမလည်းလူရှိတယောက်ထင်အောင်ခဏကိုအပြင်မှာချထားခဲ့ပြီးရေကတ်တန်တွေတမင်လုပ်ပြခဲ့တယ်ပြီးတော့နောက်ပြီးပရင်းပေါက်ကနေထွက်ပြေးခဲ့တာပေါ့။ဒါပေမဲ့တိတ်မဝေးခင်မှာပဲသူတို့တည်သွားကြတယ်။ရွာလူကြီးကရွာသားတွေကိုဦးဆောင်ပြီးကျမနောက်ကိုလိုက်လာကြတော့တာပဲ။ကျမတောင်ပေါ်ကိုပြေးတက်ခဲ့ပေမဲ့ကျွန်းတက်တဲ့ကြောက်ဆောင်တွေကြောင့်ခြေထောက်မှာဒဏ်ရာရပြီးနှိမ့်သွားခဲ့တယ်။နောက်ဆုံးတော့ပြန်ဖမ်းခံလိုက်ရတာပါပဲ။သူတို့ကျမကိုနှောင်ရည်နဲ့ပိတ်ထားပြီးရွာလူကြီးရဲ့သားကိုပဲစောင့်ခိုင်းထားတယ်။သူ့အမေလည်းလူကုန်ကူးခံခဲ့ရဘူးလားကြောင့်သူ့ကိုကျမနားချကြည့်တယ်ကံကောင်းတာကသူ့အမေဟာသူ့ကိုမွေးဖွားပြီးနောက်မှာထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ကျမကြုံတွေ့ခဲ့ရသမျှအားလုံးကိုသူ့ကိုပြောပြလိုက်တယ်။သူလည်းသူ့အမေတစ်ချိန်ကခံစားခဲ့ရမယ့်အခက်အခဲတွေကိုကိုချင်းစာသွားပုံရပါတယ်။နောက်ဆုံးတော့သူ့နှောင်ရင်းကိုဖွင့်ပေးခဲ့တယ်။ကျမမထွက်ခွာခင်မှာသူကသူ့အမေရဲ့နာမည်ကိုပြောပြပြီးအကယ်၍သူ့အမေနဲ့တွေ့ဖြစ်ခဲ့ရင်တားဖြစ်သူကနှုတ်ဆက်လိုက်တယ်လို့ပြောပေးပါတဲ့။ကျမရှိသမျှအားရင်ကုန်တုံးပြီးပြေးခဲ့ပေမဲ့ရွာလူကြီးကချက်ချင်းဆိုသလိုပြန်လိုက်မိလာပြန်တဲ့လမ်းသွားလမ်းလာကားတွေကိုအကူအညီတောင်းပေမဲ့တစည်းမှရက်မပေးခဲ့ဘူး။အားငယ်လုံးလို့လူထောက်ကြပြီးမျောလင်းချက်မဲ့စွာနဲ့ငိုကြွေးမိတော့တာပဲ။ပြန်ဖမ်းသွားခံရရင်တော့အားလုံးကိုအဆုံးတက်လိုက်တော့မယ်လို့တောင်တွေးမိခဲ့တယ်။အဲ့ဒီအချိန်မှာပဲကားမီးအောင်တကူကျမစီကြားရောက်လာတဲ့ချမ်းသာတဲ့လူငယ်တစ်ယောက်ကားရက်ပြီးကျမကိုကယ်တင်ခဲ့တယ်။သူကျမရဲ့တရားကိုပြုစုပေးပြီးချေအိတ်အစ်စ်တစုံပေးခဲ့တယ်။နောက်ဆုံးတော့သူကျမကိုရဲစခန်းစီခေါ်သွားပေးပါတယ်။ရဲတွေကကျမဖေကိုဆက်သွယ်ပေးပေမဲ့ကျမလုံးဝမပြောနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့10နှစ်ကကျမကိုရောင်းစားခဲ့တဲ့သူဟာအဲ့ဒီဖေကိုယ်တိုင်မှုလို့ပါပဲ။ဒါပေမဲ့အခုချိန်မှာကိုကာကွယ်ဖို့နီးလမ်းမရှိသေးတာမို့ဆက်ရှင်တန်ဖို့ပဲစူးစမ်းရမှာပါ။ကျမကိုနောက်တစ်ချိန်ထပ်ရောင်းဖို့စူးစမ်းရင်ရဲကိုအကုန်ဖွင့်ပြောမယ်လို့သူ့ကိုတတိပေးလိုက်ရတယ်။သူလည်းတခြားနီးလမ်းမရှိပဲကျမကိုအိမ်ပြန်ခေါ်သွားခဲ့ရတာပေါ့။ကားထဲကဓာတ်ပုံတစ်ပုံကိုကြည့်ပြီးသူအခုမိသားစုအသေးရနေပြီဆိုတာသိလိုက်ရတယ်။သမီးတစ်ယောက်တောင်ဝေးစားထားသေးတယ်။အဖေတစ်ယောက်ကဘလို့တောင်ဒီလိုလုပ်နိုင်ရတာလဲလို့အရန်ဒေါသထွက်မိတယ်။အိမ်ရောက်တဲ့အခါသူကမိထွေးနဲ့ညီမလေးကိုအမှုမဲ့အမှတ်မဲ့မိတ်ဆက်ပေးတယ်။မိထွေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါကျမအကြောင်းသွားခဲ့တယ်။ရွာလူကြီးကပြောပြလိုက်တဲ့သူ့အမေနာမည်နဲ့တထေရတဲ့ပဲလို့ကျမတန်တရားဝင်နေတော့မှပဲသူကကျမရဲ့တန်ရာရနေတဲ့ခြေထောက်ကိုမြင်ပြီးစေးထည့်ပေးဖို့စူးစမ်းတယ်။ကျမကိုမျက်နှာချိုးသွေးတာလို့ပဲထင်လို့ကျမလက်မခံခဲ့ဘူး။ထမင်းစားချိန်မှာမမျှော်လင့်ပဲရွာလူကြီးနဲ့လူတစုအိမ်ကိုရောက်လာကြတယ်။မိထွေးကသူ့ကိုမြင်လိုက်တဲ့အခါလက်ထဲကပကံလုံးမြေကြီးပေါ်ကျကွဲသွားပြီးမျက်နှာတစ်ခုလုံးဖြူဖြောသွားတော့တာပဲ။အဲ့ဒီအချိန်မှာပဲကျမအားလုံးကိုနားလည်သွားခဲ့တယ်။သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထွက်ပြေးခဲ့တဲ့မျိုးသမီးပဲကျမသူ့လက်ကိုကင်ပြီးလူဆိုးတွေအလိုကျဘယ်တော့မှဖြစ်မလာစေရဘူးလို့ပြောလိုက်တယ်ပြီးတော့သူတို့ကိုရင်ဆိုင်ဖို့အောက်ထပ်ကိုဆင်းသွားခဲ့တယ်။ရွာလူကြီးကဒေါ်လာ2000ပေးရင်ကျမကိုလွှတ်ပေးမယ်လို့ပြောတယ်။ကျမဖေကိုကြည့်လိုက်တော့သူကနှုတ်ဆက်နေတော့ပဲအဲ့ဒီအချိန်မှာပဲကျမကိုသမီးတယောက်လိုသူဘယ်တော့မှမတတ်မှတ်ခဲ့ဘူးဆိုတာအသေးချာသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲမိထွေးဟာခုခံကာကွယ်တဲ့ကရိယာတစ်ခုကိုကင်ပြီးကျမကိုကူညီဖို့အတွက်ကြောက်ရွံ့ခြင်းမရှိပဲပြေးထွက်လာခဲ့ပါတော့တယ်။